stock အမျိုးအစားအဓိကအဖြစ်နှစ်မျိုးရှိရဆိုတာသိရမလားတစ်ခုကတော့ common stock လို့ခေါ်ပြီးတော့နောက်တစ်ခုကတော့ prefer stock လို့ခေါ်ပါတယ်တူတယ်လို့ထင်နိုင်ပေမဲ့ဒီနှစ်ခုကမတူညီပါဘူးဒီနေ့တော့ဒီ stock ရဲ့မတူညီတဲ့ကွာခြားချက်များအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမတူညီတဲ့အချက်ကတော့နှစ်ခုလုံးကကုမ္ပဏီတစ်ခုမှာပိုင်ဆိုင်မှုကိုကိုးစားပြုပါတယ်ဘယ်အမျိုးအစားကိုမဆိုကင်ထားရင် share ပိုင်ရှင်ဖြစ်လာပါတယ်နှစ်ခုလုံးကကုမ္ပဏီရဲ့စွမ်းဆောင်ရည်ကောင်းရင်ကောင်းတယ်လို့တန်ဖိုးတက်လာနိုင်ပါတယ်ဒါပေမဲ့တူညီရာတွေကဒီလောက်ပဲရှိပါတယ်ကွာခြားချက်တွေအကြောင်းကိုပြောရမယ်ဆိုရင်အမျက်ငွေ prefer stock share ရှင်တွေဟာသတ်မှတ်ထားတဲ့အမျက်ငွေကိုရရှိကြပါတယ် common stock share ရှင်တွေလည်းအမျက်တော့ရပါတယ်ဒါပေမဲ့ကုမ္ပဏီကပေးဖို့ဆုံးဖြတ်မှသာပြီးတော့ prefer stock share ရှင်တွေကိုအရင်ပေးပြီးမှရပါတယ်မဲပေးပိုင်ခွင့်ကုမ္ပဏီရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး common stock share ရှင်တွေကမဲပေးဆုံးဖြတ်ပါတယ်။ Director ဘုတ်အဖွဲ့ဝင်ခန့်အပ်ကြလို့ပေါ့ prefer stock ကင်ထားတဲ့ share ရှင်တွေကတော့မဲပေးပိုင်ခွင့်မရှိပါဘူး။ ဒေဝါလီခံခြင်းတကယ်လို့ကုမ္ပဏီကဒေဝါလီခံသွားရင် prefer stock share ပိုင်ရှင်တွေကနစ်နာကြေးအရင်ဆုံးရပါတယ်။ common stock share ရှင်တွေကတော့နောက်ဆုံးမှရပါတယ်။တခါတလေဘာမှမရတာလည်းရှိပါတယ်။တိုးပွားနိုင်ခြင်းတကယ်လို့ကုမ္ပဏီစွမ်းဆောင်ရည်အားကောင်းနေဆိုရင် common stock ဟာအကန့်အသတ်မရှိပဲတိုးပွားနိုင်ပါတယ်ဒါပေမဲ့အမျက်ငွေကိုပုံမှန်ပဲပေးတဲ့ prefer မှာတော့ကန့်သတ်မှုရှိတယ်လို့ပြောလို့ရပါတယ်တကယ်လို့ကိုကအမျက်ငွေပုံမှန်လိုချင်နေဆိုရင် prefer stock ကတင့်အတွက်ပို့ပြီးတော့မှတင့်တော်နိုင်ပါတယ်တိုးပွားမှုလိုချင်ရင်တော့ common stock ကပို့ပြီးတော့မှစိတ်လှုပ်ရှားစရာကောင်းပါတယ်တချို့ကတော့နှစ်ခုလုံးလည်းကင်ကြပါတယ်အခုတော့ stock အမျိုးအစားနှစ်ခုရဲ့ကွာခြားချက်တွေသိသွားပြီဆိုတော့ဘယ် stock အမျိုးအစားကိုပိုနှစ်သက်ပါတယ်လဲအဖြေကို comment မှာရေးပေးသွားနော် like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်